လောကမှာမှတ်တာတန်ဝေကလို့သုံးတယ်စကားလုံးလေးတစ်လုံးတန်ဝေကတဲ့သူကတော့တန်ဝေကရသွားလို့ကြောင်းသွားပြီးသင်္ကန်းဝတ်နေပြီသူကတော့တန်ဝေကရသွားလို့သီလရှင်ကိုအပြီးဝတ်သွားတာတဲ့တန်ဝေကဆိုတဲ့စကားလုံးလေးကိုမသုံးဘူးလားသုံးတယ်ပါဠိစကားအစ်စ်ပဲသူကတော့ဗမာလိုပြောရင်တော့ထိတ်လန့်တယ်လို့အဓိပ္ပာယ်ထွက်တယ်ထိတ်လန့်တာခန္ဓာကိုယ်ထဲမှာဒိုင်းနေသူကခုခေတ်စကားနဲ့ပြောနေတော့ရှော့ဖြစ်သွားတာပေါ့အဲ့ဒီစကားလုံးလေးကမီးစာကုန်စီခန်းလို့အသက်80ကျော်90တဲ့အဖိုးတွေဖွားတွေတည်ကြတယ်တုတ်တန်ကိုလိုက်ပို့တယ်နော်တေကောင်ပေါင်းလဲနဲ့ပတာမြေလူငိုးနေတဲ့ပုံကွယ်လို့ရှားပါတယ်ဟုတ်တယ်မလားနော်မရှိသလောက်ရှားပါတယ်ဘယ်သူမှတိတ်မထိတ်လန့်ပါဘူးအသက်လေးက16နှစ်တည်း19နှစ်တည်းအိမ်အောင်ကြတာကမကြသေးဘူးတဲ့10ရန်ကိုဂုံတူးတွေနဲ့အောင်ထားတာတဲ့ရေနစ်လို့တည်တာတဲ့ဆိုင်ကယ်တိုက်လို့တည်တာတဲ့ကားမောက်လို့တည်တာတဲ့တုတ်တန်ကိုလိုက်ပို့ကြည့်အနည်းနဲ့များခန္ဓာကိုယ်ထဲမှာထိတ်လန့်တဲ့စိတ်မဖြစ်ဘူးလားဖြစ်တယ်အဲ့ဒီစိတ်ကလေးကိုပဲတန်ဝေကလို့ခေါ်တာအဲ့ဒါမှတ်ထားအဲ့ဒီစိတ်ကလေးကပဲတရားအထုတ်ခြင်းနဲ့စိတ်ပေါ်လာအောင်တရားအထုတ်ဖြစ်အောင်တောထဲကိုထွက်တယ်ပြီးတော့တယောက်တည်းတရားရှာလို့စိတ်ဖြစ်အောင်အဲ့ဒီစိတ်လေးကတွန်းပို့တာအဲ့ဒီစိတ်မဖြစ်ရင်အဲ့ဒီအလုပ်တွေကိုလုပ်ဖြစ်ပါမလားမလုပ်ဖြစ်ဘူး29နှစ်ရှိနေပြီသိတ္တထဂေါရမအလောင်းဖရာအလောင်းသိတ္တထမင်းသားကအဲ့ဒီဟာတွေထိတ်လန့်တာတွေမမြင်ရလို့သူလိုပဲအကုန်လုံးတလောကလုံးကအချောအလှတွေကြီးပဲထင်းနေလို့ဘာမှထိတ်လန့်တန်ဝေကမရှိလို့အဲ့ဒီအချိန်ထိအောင်29နှစ်ထိအောင်အချိန်တွေကုန်တာအဲ့တော့နတ်တွေကဖန်ဆင်းပြရတယ်သူအိုးသူနာသူသေးဟုတ်တယ်မလားသုံးမျိုးကိုပြရတော့မှလန့်သွားတာပေါ့လန့်သွားမှဘာဖြစ်လဲတောထွက်ပြီးတော့တရားအထုတ်လို့ဖျားဖြစ်တာအဲ့ဒီတန်ဝေကဆိုတဲ့စိတ်ကလေးမဖြစ်ရင်ကုသိုလ်ကောင်းမှုဆိုတာလုပ်ဖို့ရတိတ်ခင်းရင်နေဟုတ်တယ်မလားဒါကြောင့်မို့အဲ့ဒီစိတ်လေးကိုဖြစ်အောင်ကြိုးစားရတယ်အဲ့ဒီစိတ်လေးဖြစ်ဖို့ကိုခဲရင်တယ်အဲ့ဒါလည်းမှတ်ထားအဲ့ဒီစိတ်လေးကိုဖြစ်ဖို့ကိုခဲရင်